ကျွန်တော်တို့ဒါ stereo image ကိုကျွန်တော်တို့ချိန်တဲ့အခါမှာ equalizer band နဲ့ကျွန်တော်တို့ဒါ low mid high low mid high mid တွေနဲ့ကျွန်တော်တို့ဒါ frequency band တွေနဲ့ကျွန်တော်တို့ဒါဘယ်လိုချိန်ရမလဲဆိုတော့ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါ stereo image ကိုကျွန်တော်တို့ကဒါချိန်တဲ့အခါမှာအသေးစိတ်ကျွန်တော်တို့ဒါ frequency ဒါ equalizer band နဲ့တေချာချိန်ပြီးလို့ရှိရင် stereo width ဖြစ်တဲ့ဒါ equalizer band တစ်ခုချင်းစီမှာကိုလိုသလိုချိန်လို့ရပါတယ်အဲ့တော့ဒီ audio listen နဲ့တူဘယ်လိုချိန်ရမလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြအောင်stereo image ကျွန်တော်တို့ဒါပြန်ပြီးတော့ဖွင့်လိုက်မယ်အဲ့တော့ဘန်1ဆိုတာ low ပေါ့နော်အဲ့တော့ဒီ low mid မှာ low frequency မှာကျွန်တော်တို့ဒါ wave ဘယ်လောက်ဖြစ်ချင်လဲအဲ့ဒီ frequency ကျွန်တော်တို့ဒါ EQ band ဒီ range တွင်းမှာသူ width ဘယ်လောက်ဖြစ်မလဲဆိုတာကိုဒါချိန်လို့ရတယ် on off လုပ်ထားလို့လည်းရတယ်ပေါ့နော်ဒီ second ဒီ range တွင်းမှာဆိုရင်သူ့ဒါ range ကိုကျွန်တော်ကဒါကျင်းလို့လည်းရတယ်ကျဲလို့လည်းရတယ်ပြီးတော့ဒါ frequency range ကိုlow mid မှာဆိုလည်းဒါကြည့်လိုက်ပါတော့ block width တို့ပြောင်းလို့ရမယ်ဆိုတော့low နဲ့ low mid ကျွန်တော်ဒါ off လုပ်ပြီးတော့ပြန်လာတော့ကြည့်မယ်ဒါကျွန်တော်ဒါ fan 1နဲ့ fan 2ကိုပဲလုပ်ထားတာပေါ့နော်ဒီ range နှစ်ခုတွင်းမှာဆိုရင်အဲ့တော့အားလုံးလေးသိချာကြားမှာအဲ့တော့ဒါတစ်ခုပြောချင်တယ်ပေါ့နော်ဒီ audio သင်ခန်းစာတွေကိုကျွန်တော်ကလေ့လာတဲ့အခါမှာဒီ studio monitor ကျွန်တော်ဒါ budget ပဲဖြစ်ဖြစ်ကျွန်တော်ဒါ high end ပဲဖြစ်ဖြစ် studio monitor ဖြစ်ဖို့လိုရပေါ့နော်အဲ့တော့ဒီကျွန်တော်ဒါ studio monitor ကောင်းကောင်းရှိဖို့လိုတယ်ပေါ့နော်ဒါ flat ဖြစ်နေတဲ့ကျွန်တော်တို့ဒါ studio monitor ဖြစ်ဖို့လိုတယ်ကျွန်တော်ဒါ color တွေပါတယ် bass များတဲ့ကျွန်တော်ဒါ earphone တွေ speaker တွေဖြစ်လို့မရဘူးပေါ့နော်အဲ့ဒါမှသူ့ရဲ့ဒါကွဲပြားခြားနားမှုပေါ့နော်ဒီမတူညီတဲ့ဒီ plug-in တွေထည့်တဲ့အခါမှာဘယ်လိုအတန်တွေကျွန်တော်တို့ဒါကွာခြားသွားလဲဆိုတာကိုသိချာကြားမှာဖြစ်တယ်အဲ့တော့ဒါပြန်နှားထောင်ကြည့်လိုက်မယ်အဲ့တော့ဒါအားလုံးလေးသိချာကြားမှာပေါ့နော်ဒီ stereo image သုံးလိုက်တဲ့အခါမှာအတန်ပို့ပြီးတော့သူ့ကျွန်တော်ကဒါကျယ်ပြန့်ပြီးတော့သူ့ကျွန်တော်ကဒါပြီးတော့သူ့ဒါကျယ်ပြန့်ပြီးတော့ဒါ pop တို့ dreamy pop တို့အချင်းအနေနဲ့သူကပို့လိုက်တယ်ပေါ့နော်အဲ့တော့ဒါသူ့တော့ဒါ off ထားတဲ့ချိန်မှာဆိုရင်သူ့ကိုကျွန်တော်ဒါ stereo ပုံစံအရင်ကြီးမဖြစ်ဘူးပေါ့နော်အဲ့တော့ online မဆိုရင်သူ့ဒီ frequency range တစ်ခုပဲဒါကျွန်တော်ချိန်သေးအောင်ပေါ့နော်အဲ့တော့သူ့ဒါကျွန်တော်က mid မှာဒါလိုလိုရွှေ့လို့ရတယ်ပေါ့နော် online ပဲပေါ့နော်ဒါကျွန်တော်တို့ audition လေးချိန်လို့ရတယ် fan တစ်ခုချင်းစီမှာလည်း on off လုပ်လို့ရတယ်အဲ့တော့ mid နေနဲ့ပြန်နှားထောင်ကြည့်လိုက်ပါနော်အဲ့တော့ဒီ height ကိုချက်ပြန်ချိန်ကြည့်